ဒီတစ်ပတ်လူတွေအားလုံးကြားထဲမှာအပြောများနေတာတော့ Nike ကအသစ်ထွက်ထားတဲ့ Mind 001ဆိုတဲ့ slide ပဲဖြစ်ပါတယ်။ဘာလို့အပြောများနေကြရလဲဆိုတော့ဒီဖနက်က Nike ကပထမအောင်ဆုံးထွက်တဲ့ neuroscience base ဖနက်တရင်လည်းဖြစ်တယ်။ပြီးတော့ဒီဖနက်ကအားကစားသမားတွေအတွက် game မစခင်မှာfocus နဲ့ present ကိုပို့ပြီးတော့ကောင်းစေရဖက်နဲ့လို့လည်းသူတို့ကတင်စားထားကြတယ်ဒီဖက်နဲ့ရဲ့ထူးကြတဲ့ချက်ကဖက်နဲ့ရဲ့အောက်မှာ sensory note 22ခုအောင်ပါတယ်ဒီ sensory note တွေကဘယ်လိုလုပ်တာလဲဆိုတော့လမ်းလျှောက်လိုက်တဲ့အခါတိုင်းဒီကိုယ့်ရဲ့အုံနောက်ကိုပို့ပြီးတော့တည်ငြိမ်စေရပို့ပြီးလှုံ့ဆော်ပေးရရိုးဖက်နဲ့တိတဲ့စားလို့ရှိရင်ဒီဖက်နဲ့ကပို့ပြီးတော့ comfortable ဖြစ်တယ်ဆိုပြီးတော့သူတို့ကသတ်မှတ်ပြီးတော့ထုတ်ထားတဲ့ဖက်နဲ့တင်ရပေါ့ဒီဖက်နဲ့ရဲ့ retailက$68နဲ့ထွက်ရှိလာတာဖြစ်ပြီးတော့ resale ကတော့140ကနေ200အထိဖြစ်သွားခဲ့တယ်ဆိုတော့ဒီဖက်နဲ့က Nike ရဲ့အရင် slide တွေလိုပဲခဏပဲကောင်းပြီးတော့ပျောက်သွားမဲ့ slide တွေရမယ်ဖြစ်မလားဒါမှမဟုတ် Nike ရဲ့ innovation ကတကယ်ပဲကောင်းလာပြီးတော့2026မှာပို့ပြီးတော့ကောင်းတဲ့ဖက်နက်တွေထပ်ပြီးတော့ထုတ်လာမလားဆိုတော့စောင့်ကြည့်ရမှာပဲဖြစ်ပါတယ်